ရုတ်စီးပွားရေးသမ္မတနှင့်တွေ့ဆုံမှုများကိုဖွင့်ပြောရန်ပျက်ကွက်ခဲ့ခြင်းအတွက်သက်တမ်း4 လသာရှိသေးသောပီရူးကြားဖြတ်သမ္မတဟိုဆေးဂျယ်ရီအားလွှတ်တော်ကဆွဆွဲပြစ်တင်မဲခွဲ၍ယာဒူးမှထုတ်ပယ်ခဲ့ကြောင်းသိရှိရပါသည်။ပီရူးသမ္မတဂျယ်ရီကရုံးချိန်ပြင်ပတွင်အစိုးရကမျက်စိတောက်ထောက်ကြည့်နေသောစီးပွားရေးသမားကြည်ဟွာယန်းနှင့်အကြိမ်များစွာတွေ့ဆုံခဲ့သည့်ဗီဒီယိုများပြီးခဲ့တဲ့လကထွက်ပေါ်လာခဲ့ပြီးတဲ့နောက်အရှုပ်တော်ပုံစတင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။တရုတ်စားသောက်ဆိုင်များအားဒေသအသုံးနှုန်းဖြင့်ချီဖာကိတ်ဟုအမည်ပေးထားသောအငင်းပွားဖြစ်ရပ်များဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးပီရူးလွှတ်တော်အမတ်85ဦးကဂျယ်ရီအားပြစ်တင်ဖယ်ရှားရန်ထောက်ခံခဲ့ကြပြီး24ဦးကသာကန့်ကွက်မဲပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ပီရူးနိုင်ငံအတွက်စီးပွားရေးလုပ်ငန်းများပြားကိုပိုင်ဆိုင်ပြီးအစိုးရစွမ်းရည်စီမံကိန်းတစ်ခုကိုလည်းလုပ်ကိုင်နေသည့်တရုတ်စီးပွားရေးသမားယန်နှင့်တရားမဝင်သစ်လုပ်ငန်းများလုပ်ကိုင်၍နေအိမ်အကျယ်ချုပ်ချမှတ်ခံထားရသောတခြားတရုတ်စီးပွားရေးသမားတဦးတို့အားသမ္မတဂျယ်ရီကတွေ့ဆုံပုံများကိုလုံခြုံရေးကင်မရာမှတ်တမ်းများတွင်မြင်တွေ့ရပြီးနောက်မဲခွဲဆုံးဖြတ်ပြီးထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။ဂျယ်ရီသည်ယာဒူးမှဆက်တိုက်ဖယ်ရှားခံရသည့်3 ယောက်မြောက်ပီရူးသမ္မတလည်းဖြစ်လာကြောင်းသိရှိရပါတယ်။